လမ်းတော့မရှောင်နိုင်တော့လို့ပေါနှစ်ဖက်ခွဲရတော့မဲ့စွမ်းစားနီကတော့စွန်လာကုန်းကြပွဲတစ်ပွဲလုံးမဲဆိုပြီးပြည်သက်ကိုအတီးပေးထားခဲ့တာပါအဲဒါကြောင့်သူကျမကြီးကမစိုးရင်ရတော့ပဲတတသွားပြီးဆိုပြီးပြည်သက်တွေကသူတို့ချေရတဲ့စွမ်းအတွက်ဝန်တာနေကြတာပါအခုတော့စွန်လာကုန်းမှာကျင်းပမဲ့စပွဲကိုမဖြောပြနိုင်တော့ကြောင့်စွမ်းစာနီဘက်ကအတီးပေးလာခဲ့တာပါဘာကြောင့်လဲဆိုတော့သူရဲ့ကျမကြီးချင်းရဆရာဝန်တွေကကပြဖို့အစင်မပြေတော့ဘူးဆိုပြီးမကခိုင်းတာကြောင့်လို့သိရပါတယ်။အရင်ကစွမ်းစာနီးဆိုရင်တော့ဆရာဝန်မကလို့တကြားမင်းစင်းတိုင်းရင်တော့ရအောင်ကမဲလူမျိုးပါ။အခုစွမ်းစာနီးကတော့ဆိုအားလွန်တဲ့ကျမကြီးချင်းတွေကြောင့်အာမတက်လုံးမှန်လျှော့လိုက်ရပါပြီ။အခုဆိုရင်စွမ်းစာနီးတယောက်အရင်စိတ်ထဲကျနေပြီးရှေ့ဆက်ဖို့အားအင်အောင်မကျန်တော့ဘူးလို့သိရပါတယ်။ပြည်သက်တွေကိုချစ်တဲ့စိတ်နဲ့သာအာတင်ထားရတာပါ။အသက်ရှူတိုင်းငွေဝင်တယ်လို့ပြောလို့ရလောက်တဲ့အထိဝင်းဝင်ကျန်းခဲ့တဲ့စွမ်းစာနီဟာအသက်ငယ်ငယ်နဲ့အောင်မြင်ခဲ့သူမလို့အောင်မြင်မှုတန်ကိုမခံနိုင်တာကြောင့်အခုလိုဖြစ်ဆိုရင်းနဲ့ကြုံတွေ့နေရတာပါဝေရီအရန်ဝင်နေတဲ့အချိန်မှာအရက်ကိုထမင်းမဟင်းမိမိုးလင်းမိုးချုပ်တောက်ခဲ့တာရဲ့မကောင်းတာလို့ဖို့မြောက်ပေးတက်တဲ့အပေါင်းအသင်းတွေနဲ့ပေါင်းမိရာတွေကြောင့်ရဲ့တိုက်ဆိုင်သွားပြီးအခုလိုအခြေအနေတွေအထိဒုက္ခများဖြစ်ခဲ့ရတာပါခုဆိုရင်အရင်ကအချောဆုံးဆိုရဲကုန်းပုဂ္ဂိုလ်ရရှိခဲ့တဲ့စွမ်းစာနီကိုအစနာတောင်ရှာမရတော့ပဲအရက်ဖောနေတဲ့ဖောတွတ်မျက်နှာကြီးသားရှိတော့တာပါပရိသတ်တွေကအကိုလိုအမောင်လိုချစ်နေကြလို့သာယုံမချောတော့တဲ့သူကိုအားပေးနေကြတာဖြစ်ပါတယ်အောင်မြင်စင်အခါတော့ကတော့ဆွမ်းဟာမွေးပေးထားတဲ့အမိကိုတော့လူထင်ခဲ့သူမဟုတ်ပါဘူးဘာကူမှတိတ်ကူမဆိုင်ပဲသူ့မှန်နဲ့ထင်ရသူလှုပ်ချင်ရသူလှုပ်တတ်သူပါကောင်းစိတ်ချလို့တားမြစ်ကြသူဆုံးမြကြသူတွေကိုလည်းသူကိစ္စကိုမရှုပ်ကြဖို့ခက်မမဆိုခဲ့သူပါအခုတော့အဲ့ဒီမိုက်ပြစ်တွေကိုသူတယောက်တည်းပဲခံစားနေရတာပါအမကန်ပရိသတ်တွေကတော့ထူးချွန်လွန်တဲ့စွမ်းစာနီကိုအယမ်းနှမျောနေကြပါတယ်စွမ်းစာနီကိုတိုင်းလဲဆိုခဲ့မိလို့နောင်တရနေပေမဲ့သူ့နောင်တတွေကတော်တော်လေးအချိန်နှောင်းနေပါပြီသူရှာခဲ့သမျှပတ်စံတွေလည်းသူကျမရေးအတွက်ကိုသာရင်လုံးပါနေပါပြီယောဂပြအောင်ကုသပေးမဲ့လူရှင်ပရိသတ်တွေရှိနေပေမဲ့လည်းမာနာကြီးရဲ့စွမ်းစာနီကလက်မခံမဲ့သူကိုယ်တိုင်ပင်ပန်းခံပြီးပတ်စံတွေစုဆောင်ထားခဲ့တာပါအသေးစားထုတ်ဖို့အတွက်ပတ်စံစုနေတော့မှအခုလိုထင်မှတ်မထားတာတခုကထဖောက်တာပါအခုဆိုရင်ဘေးကအကူတွဲပေးသူမပါပဲသူကိုယ်တိုင်လည်းလမ်းလုံးကရှောင်မရဘူးလို့သိရပါတယ်ကပြရင်ဘလို့မှအစမပြေတာကြောင့်စွန်လာကုံမလုံးမဲ့ပွဲကိုဖျက်ရတာပါလို့ဆိုပါတယ်သူ့အခြေအနေကအရန်ဆိုးအားလာလို့သူ့ရဲ့ပေါင်နှစ်ဖက်လုံးအမြန်ဆုံးခွဲစိတ်ကူတာရတော့မယ်လို့သိရပါတယ်ဒီမိုးရင်ကြည့်ပြီးရင်အရာအလုံးအဆင်ပြေသွားမှာပါလို့လည်းစွမ်းစာနီကဆိုပါတယ်အဲ့ဒီအခါကျမှကျွန်တော်အရင်တုန်းကလိုပရိသတ်ကြီးရှေ့အကောင်းဆုံးပြန်လာခဲ့မယ်ဆိုပြီးပရိသတ်တွေကိုနှစ်သိမ့်ထားပါတယ်သူပါပဲပြောဆန်းအနေနဲ့အရင်ကလိုစွမ်းစာနီဘဝကိုတော့ပြန်မရတော့တာသိချပါတယ်လက်ရှိအခြေအနေမှာစွမ်းစာနီဟာအရင်ကဆိုးခဲမိုက်ခဲ့တဲ့တန်တွေကြောင့်မုံချိုအိမ်ရောင်အစာအိမ်ရောင်အသေးကြီးပြီးပေါင်သေးကြောပိတ်နေရကြောင့်အရင်ကလိုပုတ်ပခုံပေါက်ကခုံနာရီလို့ဖို့နေတတ်တာလမ်းတော့မရှောင်နိုင်တော့ပါဘူးပေါင်နှစ်ဖက်ကူတာပြီးရင်တော့လက်မေးပြန်ရှောင်နိုင်မှာဖြစ်ပြီးအရင်လိုကခုံဖို့ကတော့မဖြစ်နိုင်သလောက်ပါပဲဇက်သမင်လောကရဲ့အကြောကြားဆုံးဇက်မင်းသားတယောက်ရဲ့ဘဝနေဝင်ခြင်းကတန်ဝေကရစရာပါပဲရှင်